皆さんこんにちは。ဒီနေ့ကတော့ချစ်တော့မို့ဆိုစာလုံးလေးကိုသိကြလားမသိဘူးချစ်တော့မို့ဆိုတာကနည်းနည်းလေးတော့ဘာမှမရှိဘူးနည်းနည်းလေးတော့လှုပ်ချင်စိတ်မရှိဘူးနည်းနည်းလေးတော့စားချင်စိတ်မရှိဘူးဆိုပြီးတော့မှပြောခြင်းချစ်တော့မို့ဆိုတာလေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ချစ်တော့မို့ဆိုတာကစကားပြောတဲ့အခါမှာသုံးတဲ့စကားပြောစာလုံးလေးဖြစ်ပါတယ်။စာရေးတဲ့ခါတွေမှာသုံးလေးမရှိပါဘူး။အဲဒါကြောင့်မလို့ဂျပန်ရောက်နေတဲ့သူတွေချစ်တော့မို့စာလေးကိုသိထားသင့်ပါတယ်။ချစ်တော့မို့ကအမြဲတမ်းအငင်းနဲ့လိုက်ပါတယ်။နည်းနည်းလေးတော့မရှိဘူးဆိုတဲ့ခံစားချက်မျိုးပါ။ပမာဏတွေကိုပြောပါတယ်။အောက်မှာဥပမာလေးနှစ်ခုပြောပေးထားတယ်နော်။ချစ်တော့မို့お腹空いていないနည်းနည်းလေးတော့ဘိုက်ကစားမနေဘူးစားမနေတဲ့ခံစားချက်ကလုံးဝ0%ပဲလို့ပြောချင်တာနည်းနည်းလေးမှငါတို့စိတ်ဝင်ချစ်တော့မစကီကြနိုင်ရောချစ်တော့မကျိုးမိကနိုင်ပေါ့နော်အဲ့ဆိုတစ်စက်လေးတော့ငါတို့စိတ်ဝင်တော့တစ်စက်လေးမှကြည့်ကျင်စိတ်မရှိတစ်စက်လေးမှမစားဘူးဘိုက်ကအဲ့လိုမျိုးလေးတွေပြောချင်ဒီချစ်တော့မဆိုတာလေးကိုထည့်ပြီးတော့ပြောလို့ရပါတယ်ပြောတဲ့ခါမှာလည်းဒီကအလဲမှာချီနဲ့ထုတ်နေကြတဲ့မှာချီကြိုက်စုလေးပါတာမို့လို့ချစ်တော့မို့ဆိုပြီးတော့မှအတန်လေးကိုဆောင်ပြီးတော့ပြောတင်ပါတယ်အဲ့ဒါဆိုရင်ပို့ပြီးမှတဘာဝဆန်တယ်ပေါ့နော်တော့ဒီဘက်ကဒီဥပမာလေးကိုကြည့်မယ်ဆိုရင်日本語の勉強はちっとも難しくないねဂျပန်စာလေးလာတာတစ်စက်လေးမှမခတ်ပါဘူးတဲ့နော်သူကတော့အဲ့လိုရေးထားတာပေါ့နော်ကျမတို့ကတော့ဘယ်လိုလဲတော့မသိခန်းကြီးကြတော့အရန်ကိုခတ်လုံးအားကြည့်ပါတယ်နော်အဲ့တော့日本語の勉強はちっとも難しくないနဲ့သူ့အတွက်ကတော့ဂျပန်စာလေးလာတစ်စက်လေးတောင်ခက်ခဲမရှိပါဘူးခက်ခဲမရှိတာဘယ်လောက်တောင်လဲဆိုရင်0%ခက်ခဲမှုကသူ့အတွက်300ပဲဆိုတဲ့ပုံစံမျိုးကိုပြောချင်ဒီချစ်တော့မို့ဆိုလေးကိုသုံးပြီးတော့ပြောလို့ရပါတယ်နော်ဟိုက်အဲ့ဆိုလို့ရှိရင်တော့ဒါကချစ်တော့မော်စာလေးကိုရှင်းပြပေးထားတာလေးဖြစ်ပါတယ်မိမိရဲ့နေ့တူကမှလည်းဒီချစ်တော့မော်စာလေးကိုတုံးပြီးတော့မှပြောကြည့်ချင်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့မယ်နော်တတ်တာ